ပတောက်လို့ပြောလိုက်ရင်မြန်မာမှာမသိတဲ့သူမရှိတော့ပါဘူး။ဘာလို့ဆိုမြန်မာနိုင်ငံရဲ့ကိုစားပြုပန်းဖြစ်နေလို့ပါပဲ။ပတောက်ပန်းကိုမြင်မှနွေရောက်ပြီပဲလို့အသိမှတ်ပြုရတဲ့အထိကြော်ကြတဲ့ပန်းလေးပေါ့။အင်္ဂလိပ်လတွေမှာတလားချင်းစီကိုစားပြုပန်းတွေရှိနေသလိုမျိုးမြန်မာလတွေမှာလည်းရှိပါတယ်။ရာသီမသိပန်းနဲ့ကြီးဆိုတဲ့စကားတောင်ရှိတယ်မဟုတ်လား။ပတောက်ပန်းဟာတကူးလာရဲ့ပန်းဖြစ်ပြီးတကူးလာရဲ့ပွဲတော်ဖြစ်တဲ့ရေသပင်ပွဲနဲ့လည်းခွဲမရတဲ့ပန်းပါပတောက်ဟာမြန်မာမှာအတော်အထူးလေးမြတ်ထားခံရတဲ့ပန်းဆိုရင်လည်းမမှားပါဘူးအင်္ဂလိပ်လိုနာမည်ရိုက်ရှာမယ်ဆိုရင်တော့သူ့ရဲ့လူသိများတဲ့နာမည်က Burmese ပတောက်လို့ပြောကြတဲ့အထိပါပဲ Burmese Rosewood လို့လည်းခေါ်ပါတယ်ပတောက်ရွှေရောင်နွေရသည်တကယ်ကိုလှပတဲ့တွဲဆက်မှုပါပဲရနက်သင်းသေးလေးနဲ့မြင်းရင်လေးလှတဲ့ပတောက်ပန်းရဲ့အထိပ္ပယ်ကနုပြိုမှုချစ်ချင်းတရားကိုကိုစားပြုပြီးတော့ပတောက်ပင်ကတော့ခွန်အားကိုကိုစားပြုပါတဲ့ပြီးတော့ဟိုရှိရခင်ကပတောက်ပန်းတွေဟာတကူးလာတလထဲမှာပဲပွင့်နေဆိုတဲ့စကားရှိတာကြောင့်ပတောက်ပန်းတွေကိုသစ္စာတရားရဲ့ပြရုပ်အဖြစ်လဲညီမတို့ကသတ်မှတ်ကြပါသေးတယ်ပတောက်ပင်ကအာရှနိုင်ငံတွေဘက်မှာပေါက်တဲ့အပင်မှာထိုင်းလာအိုအိန္ဒိယနဲ့မြန်မာနိုင်ငံစတဲ့အာရှဒေသတွေမှာပေါက်ရောက်ပါတယ်။ပတောက်ဟာမြန်မာတွေအတွက်ထုံးတမ်းဓလေ့တန်မှုအတော်လေးကြီးမားတယ်လို့ဆိုလို့ရပါတယ်။မြန်မာတို့ရဲ့အချစ်ခံပန်းလေးပေါ့။မြန်မာပြက်ကလေးရဲ့နှစ်သက်ဦးအစာမှာပွင့်တဲ့ပန်းဖြစ်တဲ့အတွက်ပထမဆုံးပွင့်တဲ့ပန်းကိုဖျားမှာကတ်လို့တာချစ်ခင်သူတွေကိုလက်ဆောင်ပေးတာမျိုးကိုတလေးတစားနဲ့လုပ်လို့ရှိပါတယ်။ပတောက်ဟာမြန်မာအမျိုးသမီးတွေရဲ့တဲကြေကြိုက်ပန်းတစ်မျိုးပါပဲ။မိန်းကလေးတွေဟာဘသူကမြန်ကိုပတောက်ပန်းအစောဆုံးယူလာပေးမလဲဆိုပြီးရင်ခုန်တက်ကြသလိုအမျိုးသားတွေကလည်းသူတို့ချစ်ရတဲ့အမျိုးသမီးကိုပေးဖို့အတွက်ပတောက်ပင်လိုအပင်အမြင့်ကြီးမှာကိုယ်တိုင်ခူးတာမျိုးတွေလုပ်လို့ရှိကြပါတယ်။ဒါပေမဲ့သူက one day flower ပါတရက်ပဲခံပါတယ်။ပွင့်ပြီးချက်ချင်းညှို့ကြွေကြတာပါ။သူနဲ့ပတ်သက်တဲ့စားတွေကပြားတွေဟာလည်းအများကြီးပါပဲ။ဆရာစောကြီးရဲ့ပတောက်ပန်းကပြားဦးကျော်ရဲ့ပတောက်ပန်းပွဲတို့ကတော့ထင်ရှားတာတွေပေါ့ပြီးတော့ပတောက်ဟာတပင်လုံးဆေးဘက်ဝင်ပါတဲ့သူရင်းတကြားတက်ကိုထိမ့်ညှိပေးတာဝမ်းပြက်ဝမ်းလျှော်တက်တာစေတာသွေးတိတ်စေတာစသဖြင့်ကျန်းမာရေးအတွက်အကျိုးရှိတယ်လို့ဖော်ပြထားပါတယ်ဒါအပြင်ပတောက်သားကလည်းတက်မာမျိုးစားဖြစ်တဲ့အတွက်ချမစားခိုင်ခန့်အောင်မလို့အိမ်ဆောက်တဲ့နေရာမှာလဲနာမည်ကျော်တဲ့တစ်တစ်မျိုးပါပဲတဲ့ရှင်